Hello အားလုံးပဲမင်္ဂလာပါရှင်ညီမအခုရောက်ရှိနေတာကတော့တိုင်း City မှာ The Great Event ကနေကျင်းပထားတဲ့ဈေးရောင်းပွဲတော်ကြီးပဲဖြစ်ပါတယ်အထက်မှာဘာပွဲလေးရှိလဲဆိုတော့ညီမနဲ့တူတူလိုက်ကြည့်လိုက်ရအောင်နော်အခုခေတ်စားနေတဲ့ Trans 8လေးတွေအများကြီးလဲပါတယ်ပေါ့နော်ဒီကောင်ကတော့ဒီပွဲတော်ခင်းတဲ့အခါလိုက် Trans တိုင်းဆုံးရှိရပါလိမ့်ဒီမှာဆိုလဲဒီကောင်လေးဆိုလဲလေဒီကောင်လေးကဘယ်လောက်မှမဖြစ်တောင်းကြော်တဲ့နဲ့လေလူကြီးရောအဲ့လိုမျိုးပေါ့နော်လူမမှာဒီဇိုင်းလေးရာလေးချစ်ဖို့ကောင်းတယ်ကိုကြားဒီဇိုင်းလေးOh, sunshine, you are my sunshine. Let it in, let it in. They said that you loved me all alone. ဒီမဲ့ဆိုင်ဒီဇိုင်းရှိရပေါ့နော်အဲ့ဒီဆိုင်ကတော့လူလေသူကဒဲပွားတွေနောက်ပြီးလို့ရှိရင်သူကအိတ်ဆယ်ဆိုင်အထိရှိတယ်ပေါ့နော်ဒီဆိုင်လေးမှာဆိုတော့တော်တော်များများ sketch ကလေးတွေရောပဲပြီးတော့လေခါဆိုင်လေးလည်းတိုင်းမဲ့ရတဲ့အတွက်ကြောင့်အရန်ကိုအဆင်ပြေတယ်ဒီကောင်လေးကလေ You are my sunshine. It's another morning. I wanna wake up as နန်းကြော်တို့ဘာလို့ရှိရပေါ့နော်ဒီရောက်လို့ရှိရင်တော့ဒီကောင်ဟိုရမယ်ဒီကောင်လေးကတပုတ်ဘယ်လိုရောင်းနော်ဒီတော်လေးက4000ဟိုကတော့9000ဟောပါအရသာရောဒါပြီးတော့ဒါလေးနဲ့ try ကြည့်ကြပါလဲတော့မကလည်းညီမရဲ့အရန်တော့ I wanted to feel for you. I wanted you to feel it too. I wanna see you come around my way. And I wanted to feel for you. I wanted you to feel it too. I wanna see you come around so we can begin again. I wanted to feel for you. I wanted you to feel it too. I wanna see you come around my way. And I wanted to feel for you. I wanted you to feel it too. I wanna see you come around so we can begin again. ဒီဟာလေးကကြတော့သူက EMC ဆိုတဲ့ design လေးပေါ့နော်သူကကြတော့ဒီမှာ press on plate design လေးတွေလည်းရှိရယ်အယုတ်ကလေးတွေတော့ပဲတော်တော်စုံလာတယ်အဲ့တော့ဒန်ဆာလေးတွေလည်းဒီမှာလာပြီးတော့